America. Guys, when I think about the USM, it should burn. Death to America. On October 8th, their supporters declared war on America. It is time to bring the war home! It is time to smash this empire! We're in the belly of the beast. We are in the heart of U.S. empire. We are here in the belly of the insatiable imperial beast. Here in North America, in the U.S., the belly of the beast, the heart of empire. We have to bring down this empire with 1 million cuts. We will be hitting empire where it hurts most. Bring empire to its knees. Dismantling the heart of empire is not easy, and it won't be rapid. But we know it's possible. This panel, y'all, is talking about what is next. To strike at the heart of empire. I believe our fundamental role is to generate political and social crisis within the American ruling class. Mass mobilizations. မြများကဒီလိုအစွန်းရောက်အယူဆရှိတဲ့သူတွေကလူနည်းစုပါဒီပေါ်တော်တော်တွေကအမေရိကန်နိုင်ငံနဲ့အနောက်နိုင်ငံတွေကိုဖြိုချဖို့ဆိုတာမဖြစ်နိုင်ပါဘူးလို့ထင်ကြပါလိမ့်မယ်။ဒါပေမဲ့ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကဟမတ်စ်အကြမ်းဖက်အဖွဲ့တွေအစ္စရေးကိုဝင်တိုက်ခဲ့တဲ့အချိန်ကနေစပြီးဒီလှုပ်ရှားမှုတွေကအမေရိကန်လူငယ်တွေကြားထဲမှာတော်တော်လေးအရှိန်ရနေတာဖြစ်ပါတယ်။အမေရိကန်နိုင်ငံရဲ့နာမည်ကြီးတက္ကသိုလ်တွေမှာအစ္စရေးဆန့်ကျင်ရေးအမေရိကန်ဆန့်ကျင်ရေးဆန္ဒပြမှုတွေတောက်လျှောက်အရှိန်ရနေပြီးဒီလှုပ်ရှားမှုမှာပါဝင်တဲ့အကြောင်းသားလူငယ်တွေကိုလည်းအီရန်နိုင်ငံရဲ့အုပ်ချုပ်သူဘာသာရေးခေါင်းဆောင်ခေါ်မနီကဆိုရှယ်မီဒီယာပေါ်ကနေချီးကျူးတဲ့အားပေးအားမြောက်လုပ်တဲ့စာတွေကိုလည်းအခုလိုရေးသားခဲ့တာဖြစ်ပါတယ်။ဒီအဖွဲ့တွေနဲ့လှုပ်ရှားမှုတွေကအမေရိကန်နိုင်ငံကိုအပြင်ကနေလာတိုက်ဆရာမလို့ပဲအတွင်းထဲကနေဖြိုချမဲ့ဗျူဟာတွေကိုလည်းပေါ်တင်ထုတ်ဖော်ပြောနေတာဖြစ်ပါတယ်။ငါတို့ကဘလူးကြီးဖြစ်တဲ့အမေရိကန်နိုင်ငံထဲမှာရှိနေကြတယ်။ဘလူးကြီးကိုအတွင်းထဲကနေဖြိုချရမယ်။အတွင်းထဲကနေအကြက်အတဲတွေဖြစ်အောင်ဖန်တီးမယ်။အခြေအနေတွေစိုးတဲ့ဆိုအောင်ဖန်တီးပြီးအစိုးရကအုပ်ချုပ်လို့မရတော့တဲ့အဆင့်အထိဖြစ်အောင်လှုပ်ဆောင်မယ်။ဒီလှုပ်ရှားမှုတွေကနေចောင်းသားတွေကိုတော်လှန်ရေးသမားတွေအဖြစ်ပြောင်းလဲပစ်မယ်။စစ်ပွဲတွေကိုအင်ကိုခေါ်လာမယ် American Empire ကြီးကြဆုံရမယ်ဆိုပြီးပြောနေခဲ့ကြတာဖြစ်ပါတယ် We're in the belly of the beast. We are in the heart of U.S. empire. We are here in the belly of the insatiable imperial beast. Here in North America, in the U.S., the belly of the beast, the heart of empire. We have to bring down this empire with 1 million cuts. We will be hitting empire where it hurts most. Bring empire to its knees. Dismantling the heart of empire is not easy, and it won't be rapid. But we know it's possible. This panel, y'all, is talking about what is next. To strike at the heart of empire. I believe our fundamental role is to generate political and social crisis within the American ruling class. Mass mobilizations is the primary tactic. Street shutdowns, bridge and train shutdowns, airport caravans and shutdowns, encampments, building takeovers, targeting of weapons manufacturers, shutting down events. Our movement has helped transform students into revolutionaries. ဒီလို NDAGP နိုင်ငံဟာအယူအဆနဲ့ဝါဒပိုင်းမှာတော်တော်လေးလမ်းလွဲနေပြီးနိုင်ငံအတွင်းမှာကိုပဲ American နိုင်ငံရဲ့ရည်တည်မှုကိုဖျက်ဆီးဖို့အင်တိုက်အားတိုက်ကြိုးပမ်းနေတဲ့အင်အားတစုရှိနေတာဖြစ်ပါတယ်။အဲ့ဒီအင်အားစုတွေကတယောက်စနှစ်ယောက်စကလည်း American နိုင်ငံအစိုးရနဲ့လွှတ်တော်တွေတဲ့စိတ်ဝင်နေတဲ့အထိခရီးပေါက်နေပြီဆိုတဲ့သုံးသက်ပြောဆိုချက်တွေလည်းရှိနေပါတယ်။ကမ္ဘာနိုင်ငံအသီးသီးကနေ American နိုင်ငံကိုပြောင်းရွှေ့အခြေကျလာတဲ့သူတွေကမှ American နိုင်ငံနဲ့စံနှုန်းတန်ဖိုးချင်းမတူတဲ့သူတွေAmerican ဆန့်ကျင်ရေးအမြင်ရှိတဲ့သူတွေကိုလက်ခံထားခဲ့မိတာတွေကလည်း American နိုင်ငံရဲ့အမှားကြီးတစ်ခုဖြစ်နေခဲ့သလားလက်ရှိနိုင်ငံအတွင်းမှာရှိတဲ့ရန်သူအင်အားစုကအပြင်ရန်သူတွေဖြစ်တဲ့အီရန်တရုတ်ရုရှားတို့နဲ့သာကဏ္ဍပေါင်းစုံမှာစနစ်တကျချိတ်ဆက်လှုပ်ဆောင်နေကြရဲဆိုရင် American နိုင်ငံရေရှည်မှာ Super Power အဖြစ်ကနေပြုတ်ကျသွားမလား American အစိုးရနဲ့ပြည်သူတွေဘာဆက်လုပ်သင့်ပါသလဲအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေကိုလည်းလွတ်မသွားရ